ဆက်လက်ဖြတ်ချင်တဲ့လူတွေရှိလားဒီဗီဒီယိုအစားဆုံးကြည့်ပါဆက်လက်ဖြတ်ဖို့အတွက်နောက်မကြသေးပါဘူးနှစ်ရှည်လာများဆက်လက်ကိုတောက်နေတာပဲဖြစ်ဖြစ်အခုပဲစားတောက်တာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကမြှောက်ပေးလို့တောက်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်လက်ကရက်လို့မရတော့ပါဘူးတောက်လိုက်မယ်ဆိုလို့ရှင်တော့မှားပြီလို့ထင်နေမလားမမှားပါဘူးဖြတ်လို့ရပါတယ်ဆက်လက်တောက်တဲ့သူတွေမတည်သေးတဲ့အရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှင်ဒီဆက်လက်ကိုဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ဒီနာရီပိုင်းအတွင်းမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကပြောင်းလဲသွားပြီးတော့ဒီပြောင်းလဲမှုကဘာတွေလဲဆိုတာကိုကျွန်တော်ဆက်ပြောပြမယ်ဆက်လက်မတောက်တော့တဲ့တဏှာကြီးအတွင်းမှာကျွန်တော်ရဲ့နှလုံးခုန်နှုံးကစပြီးတော့စီးချက်မှန်လာပါတယ်တိုးနေတဲ့သွေးပေါင်ချိန်ကတဖြည်းဖြည်းကျလာမယ်ဒီမကြာခဏအေးဆက်နေတဲ့လက်ဖြားခြေဖြားတွေကသွေးလန့်ပတ်မှုကြောင့်ပူနွေးလာမယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကဆက်လက်ဖြတ်ခြင်းရဲ့အကျိုးကျေးဇူးကိုစပြီးတော့ခံစားနေရတာပဲဖြစ်ပါတယ်၈နာရီလောက်ဆက်လက်နဲ့ဝေးသွားတဲ့အခါမှာကျွန်တော်ရဲ့အုံနောက်ရဲ့နှလုံးကပြန်လဲအသက်ရှင်တန်ခြင်းရဲ့အရာတာကိုသူကခံစားနေရပါပြီစိတ်ရဲ့ခန္ဓာကိုယ်ကပေါ်ပါလန်းဆန်းလာမယ်အသက်ရှူရတာပို့ပြီးတော့အဆင်ပြေလာမှာပါဒီဆက်လက်ဖြတ်ပြီးတော့2ရက်ကြာတဲ့အခါမှာကျွန်တော်နှစ်ပေါင်းများစွာတတိမထားမိရဲ့အာယုံတွေကိုပြန်ပြီးတော့ခံစားစေရမှာအမှန်ပါအစားအသောက်တွေရဲ့အရာတာကိုခါတိုင်းထက်ပို့ပြီးတော့အရာတာရလာမယ်ကျွန်တော်ရဲ့ရှာရဲ့အာယုံခံစားမှုကပို့ပြီးတော့ကောင်းလာမယ်အဲ့အချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကသူ့ဘာသာသူပို့ပြီးတော့တန့်စင်နေပါပြီပြီးတော့ကျွန်တော်တို့နှစ်ပတ်ကနေ3လအတွင်းမှာဘာဖြစ်လာမလဲဆိုတော့ဒီဆက်လက်တောက်သူရဲ့အဆုတ်ကပြန်လဲကောင်းမွန်လာမယ်ချောင်းဆိုတာနဲသွားမယ်အရင်ကလိုတိတ်မမောပဲနဲ့ပို့ပြီးတော့ကြာကြာလမ်းလျှောက်နိုင်မယ်ဒီသွေးလက်ပတ်မှုကောင်းမွန်လာပြီးတော့ရုတ်တရက်နှလုံးဖောက်နိုင်ခြင်းကိုစတင်ပြီးတော့သူကကြာဆင်းလာမှာပဲဖြစ်ပါတယ်တနှစ်ကြာတဲ့အခါမှာတော့ဒီနှလုံးရောဂါဖြစ်ပွားနိုင်ခြင်း90%ထိတောင်တော့ကြာဆင်းသွားမှာပါဟုတ်ပါတယ်တဝက်တိတိကိုကြာမှာအဲ့ဒါကြောင့်နှလုံးကပို့ပြီးတော့အားကောင်းလာပြီးတော့ပိုခုန်လာမယ်အသားရည်ကပို့ပြီးတော့စိုပြေလာမယ်အဲ့ချိန်မှာခန္ဓာကိုယ်ကလည်းပို့ပြီးတော့နုပြိုလာတယ်လို့ခံစားရမှာပါကျွန်တော်9နှစ်ကနေပြီးတော့10နှစ်အထိမတောက်ပဲနဲ့တောက်ခံနားနိုင်မယ်ဆိုလို့ရှင်တော့လေဖြတ်နိုင်ခြင်းကြာဆင်းမယ်အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြင်းကိုတိတိတတ်တာကြာဆင်းသွားမှာပဲဖြစ်ပါတယ်အဲ့အတွက်တော့ကျွန်တော်ပြောချင်တာကဆက်လက်ဖြတ်ဖို့နောက်မကျသေးပါဘူးဒီဗီဒီယိုကိုအစားဆုံးကြည့်ပြီးွားပြီဆိုတာနဲ့ဆက်လက်ကိုဖြတ်ဖို့စဉ်းစားကြည့်ပါအခုလာပါပြီဆက်လက်ဘယ်လိုဖြတ်မလဲဆက်လက်တောက်ချင်စိတ်ဖြစ်ပေါ်လာပြီဆိုလို့ရှင်တော့အရန်စိတ်မလှုပ်ရှားပါနဲ့အသက်ကိုပြင်းပြင်းလေးရှူလိုက်ပါရေတောက်ပါအာယုံလွှဲပါပြီးတော့လမ်းလျှောက်ပါအကျောဆန့်ပါပြီးတော့တယောက်နဲ့တယောက်တငယ်ချင်းတွေနဲ့စကားပြောပါဆက်လက်တောက်ချင်စိတ်ကခဏပဲလို့ကိုပြန်ပြီးတော့တွေးပါငါဆက်လက်တောက်ချင်တာခဏပဲဒါပြီးရင်မတောက်ချင်တော့ဘူးဆိုပြီးတော့စိတ်ကိုတွေးပါဆက်လက်တောက်တယ်ဆိုတာကဒါအကျင့်တစ်ခုဖြစ်သွားတာပေါ့နော်ဒီအကျင့်တစ်ခုကဖြောက်ဖို့ခက်တယ်ဒါပေမဲ့အစားထိုးဖို့ကတော့လွယ်ပါတယ်ကော်ဖီတောက်ပြီးတော့ဆက်လက်တောက်တဲ့အကျင့်ရှိရဆိုလို့ရှင်တော့ကော်ဖီအစားလက်ဖက်ရည်နဲ့အစားထိုးပါတချို့ရှိရနော်ဆက်လက်ဖြတ်တယ်ဆိုပြီးတော့ကွန်စားတယ်ကိုမှဆွဲပါအောင်အဲ့လိုတော့မလုပ်ပါနဲ့ကျွန်တော်ထမင်းစားပြီးချင်းဒါမှမဟုတ်ကားမောင်းရင်းနဲ့ဆက်လက်တောက်တက်တယ်ဆိုလို့ရှင်တော့ဟိုတကြားမပါတဲ့ PK လေးဝါပေါ့နော်ကုန်းတော့မစားပါနဲ့တကယ်လို့များပြင်းလာလို့ဆက်လက်တောက်ချင်လာရင်ခဏလောက်လမ်းထားလျှောက်လိုက်ရေတောက်လိုက်ပြီးတော့ဖုန်းခဏလောက်ပြောလိုက်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ social media လေးတုံးလိုက်ပေါ့နော်ဒါဆိုလို့ရှင်တော့စိတ်ကိုတစ်ခုခုစီနှစ်ထားလိုက်လို့ရှင်ကျွန်တော်ဆက်လက်တောက်ချင်တဲ့စိတ်ပျောက်သွားပါပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့ပေါ့နော်ဆက်လက်မတောက်ဘဲနဲ့နေနိုင်တဲ့သူကဒါလုံးဝကိုကျွန်တော်အောင်ပွဲတစ်ခုလို့တတ်မှတ်လို့ရတယ်ဘယ်နေ့ဘယ်ချိန်ကနေစပြီးတော့ငါဆက်လက်ဖြတ်တာလဲဆိုပြီးတော့ကျွန်တော်တို့နှုတ်စာအုပ်ထဲမှာမှတ်ထားပါမှတ်ထားပြီးတော့ငါ1လလောက်ရှိပြီပဲငါ2လလောက်ရှိပြီပဲဆိုပြီးတော့ကိုရဲ့တိုးတက်မှုကိုချီးကျူးပါကျွန်တော်ရဲ့တန်ဖိုးရှိလာတဲ့ချစ်ခင်ရတဲ့လူတွေနဲ့တက်တန်းစစ်နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆက်လက်ကိုဒီဗီဒီယိုကြည့်ပြရနဲ့စဖြတ်ဖို့စ조사ပါဆက်လက်ဖြတ်ဖို့အတွက်ခက်ခဲနေရဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အချက်တွေကိုတည်ရချာချာလိုက်နာပြီးတော့စ조사ပြီးတော့ဖြတ်စီခြင်းပါတယ်ခဏခဏဒီဗီဒီယိုကိုပြန်ကြည့်ပြီးတော့မိုတီယူပြီးတော့စိတ်တက်မကြဘဲနဲ့ဆက်လက်ဖြတ်ဖို့အတွက်မှားခြင်းပါတယ်အားလုံးပဲဆက်လက်ဖြတ်နိုင်ကြပါစေကျေးဇူးတင်ပါတယ်